မှာပတ်စံသွားထုံးမလို့ချောင်းခံဘယ်လိုသွားထုတ်ရမလဲကောက်ကံမှာတရားကြော်ရွှဲပြီးတော့ပတ်စံထုတ်လို့ရမယ်အဲ့တော့ပတ်စံမထုတ်သေးဘူးကျွန်တော်ကွီဒီယိုဝယ်စားဖို့မှာလိုက်တယ်ကွီဒီယိုကချက်သားနဲ့အပြုတ်ဒါကျွန်တော်ပေါ်တာဗီဒီယိုတုတ်စားနေတယ်စားရပြီးရင်ဒီရေကိုရေမကူးပဲနဲ့ပတ်စံသွားထုတ်လို့ရမနီလန့်ချမယ်ဒီကျွန်တော်ပတ်စံသွားထုတ်မယ်အကောက်ကံပေါ့ဟုတ်တယ်မှာဆက်လေးလာနေတယ်ဆက်လေးလည်းစီးလို့မရဘူးဒီလည်းစီးလို့မရဘူးဒါစီးရနော်တော့မှငါးလေးတွေရှိတယ်ငါးလေးရှိတယ်တန်ကောက်ပါနော်ရန်တာရလှတဲ့နေရာလေးချောင်းလေးနဲ့ကန်နဲ့သူဆိုင်နေတာတော့ဗီဒီယိုဆိုင်နေကြောင်းနဲ့ကောင်းတယ်ဒီမှာသားနဲ့သွားတယ်ကျစင်နော်ကဲဗီဒီယိုတော့ဆောင်လာအောင်ဗျာနောက်ဗီဒီယိုမှာဗီဒီယိုစားပြီးဒီပန်းအောင်ကျွန်တော်ဘယ်လိုငွေထုတ်မလဲဆိုဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့